အားလုံးမင်္ဂလာပါ UV animation ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ကြောက်တုံးနေနဲ့လောက်ထားတဲ့ environment scene တစ်ခုကိုဖန်တီးမှာဖြစ်ပါတယ်အဓိကရည်ရွယ်ချက်ကတော့ကြောက်တုံးတွေကို modifier နဲ့ texture နဲ့ကိုတုံးပြီးတော့ဘယ်လိုလုပ်ကလေးဆိုတာကိုပြမှာဖြစ်တယ်ကြံတဲ့တစ်ပင်တွေထည့်တဲ့အပိုင်းကတော့ဒီ tutorial ရဲ့အဓိကအခေါင်းစဉ်မဟုတ်တဲ့အတွက်ဒါကိုကျွန်တော်လုပ်မှာမဟုတ်ပါဘူးအဲ့တော့ပထမဆုံးအနေနဲ့ shift A ကနေပြီးတော့ mesh cube တစ်ခုကိုယူမယ်edit mode မှာသူ့ကို G Z ဆိုပြီးတော့အပေါ်ဆွဲတင်လိုက်မယ် wireframe ကိုတွားမယ်အပေါ်က face ကို select ပေးပြီးတော့အပေါ်နဲ့ညှစ်လိုက်ပါမယ်ဆွဲချင်မယ် solid view ပြန်သွားမယ်ကျွန်တော်ဒီဘက်အောက်မှာ background ကိုနှိပ်တဲ့ဆိုတော့မြင်ရမှာဖြစ်ပါတယ်အခု modifier tab ကိုတွားမယ် add modifier ဒီကမှာ generate subdivision surface level ကို3ထားပါမယ်အဲ့ဒီမို့တော့မဆိုလို့ရှိရင်အရင်ရှိပြီးသား box ရဲ့ shape ကိုမြင်ရမယ်ပြီးတော့အထဲမှာဒီ modifier လုပ်ပြီးတဲ့နောက်မှာဖြစ်လာတဲ့ပုံကိုမြင်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီအပြင် box ကိုမလိုချင်တဲ့အတွက် on cage ဆိုတဲ့ clip လေးကိုဖွင့်ထားလိုက်ပါမယ်ပြီးတော့ E ကိုနှိပ်ပြီးတော့ extrude ပါမယ်ဒါကျွန်တော်ရဲ့ကြောက်တုံးပုံစံဖြစ်စေချင်တဲ့ပုံစံဖြစ်ပါတယ်အားလုံးကို select ပေးပြီးတော့7ကိုနှိပ်ပြီး top view သွားမယ် shift T ဆိုပြီးတော့ make တစ်ခုယူမယ်ပြီးတော့ဒီအပေါ်က face ကို select ပေးပြီးတော့ G Z ဆိုပြီးတော့ကျွန်တော်သူ့ကိုနည်းနည်းလေးနှိပ်လိုက်ပါမယ် control L ကိုနှိပ်ပြီးတော့ select ပေးမယ်အကယ်၍များအခုချိန်မှာကျွန်တော်တို့က A ကိုနှိပ်ပြီး select ပေးမယ်ဆိုလို့ရှိရင်ဒါအရာအားလုံးကို select ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ကကိုလောလောဆယ် select ပေးထားတဲ့ mesh ကိုပဲလိုချင်တာဖြစ်တဲ့အတွက် control L ကိုသုံးမှာဖြစ်ပါတယ်ဆိုလို့ရှိရင် select ပေးထားတဲ့ mesh တစ်ခုတည်းကိုပဲသူကရွေးပေးမှာဖြစ်ပါတယ်ထပ်ပြီးတော့ shift D ဒီတစ်ခုယူမယ်သူကိုနည်းနည်းလေးထပ်ပြီးဆွဲချမယ်ပြီးတော့ shift A ကနေပြီးတော့ cube တစ်ခုတက်ယူမယ်သူကိုဒီဘက်အနောက်ကမှထားလိုက်ပါမယ်ဒီဘက်က face ကို select ပေးပြီးတော့ E ကိုနှိပ်ပြီးတော့ extrude လုပ်ပါမယ်ခါတောင်းခါအပေါ် face ကို select ပေးမယ်အောက်ကိုနည်းနည်းလေးချမယ်ပြီးတဲ့အခါမှာ S Y ဆိုပြီးတော့ Y ဝင်ရုပ်တစ်လျှောက်မှာနည်းနည်းလေးထွက်ချက်မယ် E ကိုနှိပ်ပြီး extrude လုပ်မယ်ဒါကကျွန်တော်လိုချင်တဲ့ကြောက်တုံးပုံစံပေါ့နော် Shift D R rotate တကယ်တော့စိတ်ထဲမှာရှိတဲ့အတိုင်းစိတ်ထဲမှာရှိတဲ့ဟာကိုလုပ်နေတာဖြစ်ပါတယ်ဘာမှဟိုစီစဉ်ထားတာမျိုးတော့မရှိပါဘူးဒါကိုလိုချင်တဲ့ပုံစံကိုလုပ်ယူရမှာပဲဟုတ်ပြီအခုဆက်ပြီးတော့သူ့ကိုကျွန်တော်တို့ကကြောက်တုံးပုံစံရအောင်လုပ်မှာဖြစ်တယ်အဲ့ဒီအတွက်အခု modifier tab ကိုသွားမယ် add modifier ပြီးတဲ့အခါမှာပထမဆုံးအနေနဲ့ကျွန်တော်တို့က remesh ကိုလိုက်ရှာမှာဖြစ်ပါတယ် remesh generate out ဟုတ်တယ် generate out မှာထင်တယ် remesh အဲ့တော့သူရဲ့ 0.1 ဆိုတဲ့ voxel size ဟာကျွန်တော်တို့အဆင်ပြေတယ်လို့ထင်ပါတယ်ဆက်ပြီးသူ့ကိုကြောက်တုံးပုံစံရအောင်လုပ်မှာဖြစ်တယ်သူ့ကို collapse လုပ်လိုက်မယ် add modifier deform displays new texture တက်ပို့သွားမယ် image or movie ကိုကျွန်တော် cloud ပြောင်းလိုက်ပါမယ်အဲ့ဒီမှာမှဒီ blender original မှာပဲထားမယ် size ကိုအကြီးဆုံးလိုက်ပါမယ်အကြီးဆုံးပေါ့နံပါတ်2ဆိုအကြီးဆုံးဒီလောက်ဆိုရင်အဆင်ပြေပါလိမ့်မယ် 1.19 ဆိုတော့ 1.2 ပေါ့ 1.2 လောက်ကိုထားမယ်ဒီနေရာမှာ depth ကိုထပ်ပြီးကစားလို့ရပါတယ် depth ကိုကစားမယ်ဆိုလို့ရှိရင်ဒီ cloud texture ကိုပို့ပြီးတော့ပြမြင်ရမှာဖြစ်ပါတယ်အဲ့လောက်ထိတော့အများကြီးမလိုပါဘူးဒါနံပါတ်3မှာပဲထားလိုက်ပါမယ်ပြီးတော့အခု modify tab ကိုပြန်လာမယ်သူ့ရဲ့ strength ကိုနည်းနည်း short ချမယ်ဆိုလို့ရှိရင် short ချလို့ရပါတယ်ဘာလို့ဆိုတော့ဒီနံပါတ်1ဆိုတဲ့နေရာမှာဒီ down လေးတွေမှာပေါ့ texture clip ဖြစ်နေတာလေးကိုမြင်ရပါလိမ့်မယ်ပြောင်းချိန်တော့ပြင်ချိန်တော့ပြင်လို့ရပါတယ်ဒီ vertices လေးတွေကိုအောက်ကိုဆွဲချလိုက်မယ်ဆိုရင်ရပါတယ်အဆင်မရှိတော့ပါအဲ့တော့ကိုယ့်ရဲ့ရွေးချယ်မှုပေါ့နော်ဒီ vertices တွေကိုထပ်ပြီးပြင်မလားဒါမှမဟုတ်ရှင် displace မှာပဲဒီသူ့ရဲ့ strength ကိုနည်းနည်း short ချမလားပေါ့ကျွန်တော်ကတော့အခုလောလောဆယ်ရှိတဲ့ strength ကို
အဆင်ပြေလို့ထင်ပါတယ်ဒီနေရာလေးတွေကိုပြင်ဖို့တော့လိုမှာပေါ့Okay plus ဆိုရင်အဆင်ပြေလို့ထင်ပါတယ်အဲ့တော့ဘာမှမလုပ်တဲ့ခင်မှာကျွန်တော်ကဒီ modifier setup ကိုကျွန်တော်လိုချင်တယ်ဒီဟာကိုတင်ထားချင်တယ်အဲ့ဒီအတွက်ဒီ edit mode မှာ shift A ကိုယူပြီးတော့ cube တစ်ခုယူမယ်သူ့ကိုတနေရာမှာကျွန်တော်ထားလိုက်ပါမယ်ပြီးတဲ့အခါမှာသူ့ကို mesh တစ်ခုအနေနဲ့တက်လိုချင်ပါတယ်အဲ့ဒီအတွက် P ကိုနှိပ်ပြီးတော့ selection ဆိုပြီးပြလိုက်မှဆိုလို့ရှိရင်သူဟာသူ့ကြီးပဲ object တစ်ခုဖြစ်သွားပါလိမ့်မယ်သူ့ကိုကျွန်တော်က sample ဆိုပြီးနာမည်ပေးထားလိုက်မယ်ပြီးရင်ဖြောက်ထားလိုက်ပါမယ်ဒါကတော့ကျွန်တော်တို့ရဲ့မူရင်း block ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကအခုချိန်မှာဒီဟာကိုကျင်နှက်ပြီးကြိုက်ပြီးဆိုလို့ရှိရင်သူ့ကို mesh အနေနဲ့ပြောင်းပြီးတော့ချက်ပြီးတော့ UV mapping လုပ်မှာဖြစ်ပါတယ်အဲ့လိုလုပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကအခုညာဘက်မှာရှိတဲ့ကျွန်တော်တို့ရဲ့ modifier setup ကိုဆုံးရှုံးမှာဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်ကဒီဘက်က sample ဆိုပြီးတော့ row တစ်ခုကိုတင်ထားတာဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့အခုဒါကိုသဘောကျပြီဆိုလို့ရှိရင် shift A ကနေပြီးတော့ camera ကိုယူမယ်ကျွန်တော်လိုချင်တဲ့ angle ပေါ့နော်ကျွန်တော်လိုချင်တဲ့ပုံစံလေးကိုယူမယ်ပြီးတဲ့အခါမှာ control alt 0ဆိုပြီးတော့ camera ကိုဒီလိုချင်တဲ့နေရာကိုထားလိုက်ပါမယ်အခုအချိန်မှာကျွန်တော်တို့ကသူ့ကို right click နှိပ်ပြီးတော့ shade smooth လုပ်လို့မရပါဘူး modifier တွေရှိတဲ့အတွက်အဲ့ဒီအတွက်အခုသူ့ကို mesh အနေနဲ့ပြောင်းမယ် right click convert to mesh ဆိုလို့ရှိရင်သူကအခု mesh တစ်ခုဖြစ်သွားပါပြီ right click shade smooth ဒီဟာကိုမှကျွန်တော်တို့ကထပ်ပြီးတော့ displacement modifier level တစ်ခုထပ်ထည့်မယ်ပြီးရင် texture ထည့်လိုက်မယ်ဆိုလို့ရှိရင်အများကြီးပို့ပြီးတော့ကောင်းပါလိမ့်မယ်ဒါနောက်ဆုံးအဆင့်ပေါ့နော်အဲ့ဒါမတိုင်ခင်မှာသူ့ကိုမြင်ရဖို့အတွက် browser ဒါ sunlight တစ်ခုထည့်မယ်ကိုလိုချင်တဲ့ angle တစ်ခုကိုရအောင်ယူမယ်ပြီးဒီနေရာမှာထားလိုက်ပါအဲ့တော့ဒီ sunlight ကဘယ်နေရာမှာထားတာကိစ္စမရှိပါဘူးသူရဲ့ rotation တစ်ခုတည်းကိုပဲ blender ကသတ်မှတ်တာဖြစ်ပါတယ်တော့ render view တော့ကြည့်မယ်ဆိုလို့ရှိရင်အခုလိုနေရာမှာဖြစ်ပါတယ်အခုကျွန်တော်ကဒီမှာ shader editor ကိုသွားမယ် new သူကို raw ကိုနာမည်ပေးလိုက်မယ် principle ကို select ပေးထားပြီးတော့ control shift T ကိုနှိပ်လိုက်မယ်ကျွန်တော်လိုချင်တဲ့ texture ကိုကျွန်တော်ရွေးပါမယ်ဒါက texture haven website က brown matte 03ဆိုတဲ့ texture ဖြစ်တယ်သူစီက၄ခုစလုံးကိုကျွန်တော် select ပေးလိုက်မယ်အဲဆိုလို့ရှိရင် texture တွေအားလုံးကသူ့အတူဝင်သွားပါလိမ့်မယ်ဒါပေမဲ့ render view ကိုတွားကြည့်တဲ့အခါမှာကျွန်တော်ဘာမှမြင်ရမှာမဟုတ်ဘူးဘာလို့ဆိုတော့ UV map မရှိတဲ့အတွက်ဖြစ်ပါတယ်အဲ့ဒီအတွက်အဲ့ဒီမှာကိုတွားမယ်အားလုံးကို select ပေးမယ် U unwrap အဲ့ဒီမှာ cube projection ဆိုတဲ့ option ကိုယူလိုက်ပါအခုတွားကြည့်တဲ့အခါမှာမြင်ရပါလိမ့်မယ်ဟုတ်ကျွန်တော်တို့မြင်ရပြီဒါပေမဲ့ sunlight တစ်ခုတည်းကကျွန်တော်တို့မလုံလောက်ပါဘူးသူ့ရဲ့ဒီနေရောင်ကအဝါပေါ့နော်ဒီကဘာမှာဆိုအဝါပေါ့ strength ကို5လောက်ထားမယ်အဲ့ဒါမဟုတ်3ပေါ့3လောက်ထားမယ်ပြီးတော့ environment lighting တစ်ခုလိုတဲ့အတွက် HDR တစ်ခုသုံးမယ်ကိုကြိုက်တဲ့ဟာကိုသုံးလို့ရတယ်ကျွန်တော်ကတော့ကျွန်တော်စီမှာဒီအများအားသုံးနေကြ scene sky ဆိုတဲ့ add-on ရှိပါတယ်အဲ့ဒီက map တစ်ခုကိုယူလိုက်ပါမယ် okay အခု rock တွေကိုကျွန်တော် texture ကိုမြင်ရပြီဒါပေမဲ့ကျွန်တော်စိတ်ထင်မှာသူကနည်းနည်းလေးပေးတယ်လို့ခံစားရတယ်အဲ့အတွက်သူကိုကျွန်တော်က edit mode ကနေပြီးတော့ S4 ဆိုပြီးတော့လေးစားချက်လိုက်ပါ okay ကင်မရာကြောက်သွားပြီပြန်ပြီးတော့ setup လုပ်ရမှာပေါ့နော် okay အဲ့တော့ဒီ texture ကိုကျွန်တော်က scale မှာလေးစားချုံကြည့်လိုက်ပါတော့ဟုတ်ချokay အဲ့ဆိုလို့ရှိရင် texture ကိုသူရဲ့ rock ရဲ့ skill နဲ့ level အညီမြင်ရပါလိမ့်မယ်အဲ့တော့ထပ်ပြီးတော့သူ့ကိုကျွန်တော်က displacement တစ်ခုထည့်ချင်ပါတယ်အဲ့ဒါမထည့်ခင်မှာ subdivision ထည့်လိုက်ရင်အရန်လေးသွားမလားပေါ့နော်ထည့်ကြည့်တာပေါ့ဒီဟာကိုအရင်ဆုံး save လိုက်မယ် desktop ဒါအရင်လုပ်ထားတဲ့ tutorial file ဖြစ်ပါတယ်ပေါ့ 02 blender file တင်လိုက်တယ်ပြီးတော့ရှင် modifier ကနေပြီးတော့ generate subdivision စကခဏတော့လေးသွားပါလိမ့်မယ်ဒါပေမဲ့ level ကို1မှာပဲထားမယ်ခဏဖြောက်ထားမယ်ဒီ modifier ကိုဖြောက်ထားလို့ရပါတယ်ဆက်ကိုနည်းနည်းအနားပေးတဲ့သဘောပေါ့ add modifier ပြီးတဲ့အခါမှာ deform displace new texture သွားမယ်အဲ့ထက်ကမှကျွန်တော်ကဒီ
ဒီ displace ဆိုတဲ့ map ကိုသုံးနေတာဖြစ်ပါတယ် okay အဲ့တော့ကျွန်တော်ကဒီ texture ထဲမှာ mapping ကို6စကျွန်တော်ခြုံထားတယ်အဲ့ဒီအတွက်ဒီ mapping ဆိုတဲ့နေရာမှာလဲ repeat ဆိုတဲ့နေရာမှာ6ကိုထားလိုက်ပါမယ်ပြီးတော့ဒီဘက်က modifier ကိုပြောင်းလာမယ်ဒီ strength ဆိုတဲ့နေရာမှာသူ့ကိုနည်းနည်းလေးကစားပြလို့ရပါတယ်အမြင်တဲ့အတိုင်းကိုလိုချင်တဲ့ပမာဏပေါ့နော်ကိုလိုချင်တဲ့ပမာဏလောက်ကိုထားလိုက်ပါ 0.75 mid level လည်းကစားလို့ရတယ်အပေါ်က subdivision modifier ကိုကျွန်တော်ပြန်ပြီးဖွင့်ကြည့်လိုက်ပါမယ် save လုပ်မယ်တအားများ 0.4 0.35 လောက်ဆိုရင်တော့ညနေတိုင်းပဲဒီ subdivision ပါခြင်းမပါခြင်းဟာဒီနောက်က display ရဲ့အသေးစိတ်ကြမှုမကြမှုပေါ့ကိုထပ်ပြီးတော့တက်ရောက်ပါသေးတယ်လောက်ဆိုတော့ကျွန်တော်အဆင်ပြေလို့ထင်ပါတယ်ဒါပေမဲ့ဆက်ပြီးလောက်ရမယ့်အပိုင်းတွေအတွက်ကိုတော့တို့နှစ်ခုကျွန်တော်ခဏဖြောက်ထားမယ်နောက်ဆုံး render ချတဲ့အချိန်မှာတော့တို့နှစ်ခုပေါ်လာမှာဖြစ်ပါတယ်ပြန်ကြည့်ကြည့်အောင်ဒါကဒီနောက်ထပ် modifier နှစ်ခုမပါတဲ့ပုံ subdivision displays တိတ်ပြီးတော့ကွာသွားတဲ့ခါမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့လည်းပို့ပြီးအသေးစိတ်ကြတာပါเนาะဒါကတော့အခုဒီဗီဒီယိုအတွက်လုပ်တဲ့နည်းလမ်းဖြစ်ပါတယ်။ကျန်တဲ့အပိုင်းကတော့ tutorial ထဲမှာမပါတဲ့အတွက်ကျွန်တော်ထပ်ပြီးမပြောတော့ဘူး timeless အနေနဲ့ပဲနောက်တစ်ပင်တွေထည့်တဲ့အပိုင်းကိုကျွန်တော်အခုပြမှာဖြစ်ပါတယ်။ဒီတစ်ပင်အတွက်ကိုတော့ကျွန်တော်ကိုယ်တိုင်မလုပ်ဘဲနဲ့ botanics ထဲကတစ်ပင်တွေကိုကျွန်တော်သုံးမှာဖြစ်ပါတယ်။ဒါတွေကို scatter ပေါ့နော် asset အနေနဲ့ particle ကိုသုံးပြီးတော့ဒီပေါ်လေးတွေမှာထပ်ပြီးတော့ထည့်မှာဖြစ်ပါတယ်။အားလုံးပဲနောက်ဆုံးရလဒ်ကိုလိုက်ပြီးတော့ကြည့်ကြရအောင်။ I feel nauseous, believe me. Never had a lot of shit come easy. Had to work hard, struggle just to be me. Had to rise up just so they could see me. Did what I had to do just to feed me. And what was left over I put towards my dreaming. But the only thing in life that has meaning are the things you gotta work for, believe me. Take into your hands a plan, your own hands can land your own brand. And damn, I feel like no one takes accountability. They want the credibility, convincingly unwilling to put in the hours it takes to get some power. Don't be fucking sour, take a cold shower. Scream until you're louder, work until you're prouder. And all the doubters, they're just your downers. I swear to God they all let me down. I always fought just to wear the crown. I'm off at these fucking clowns who were all taught they deserve an ounce. It's only worth it if you work for it. It's only worth it if you work for it. I won't stop till they hear me now. I won't stop till I wear the crown. I'm just telling you to fight for your dreams, but it's not what it seems. Man, it's hard to be seen when everybody wants to be king. Yeah, they all wanna ring. Yeah, we all wanna be free. So show me what you got, what you bring, how you fight in the ring, how you take a fucking swing. Do you got heart? Are you mean? Got some scars, got some needs. Are you willing to go bleed? I swear to God they all let me down. I always fought just to wear the crown. I'm off at these fucking clowns who were all taught they deserve an ounce. It's only worth it if you work for it. It's only worth it if you work for it. I won't stop till they hear me now. I won't stop till I wear the crown.